ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒါဘာလို့နဲ့အခုလက်ရှိမှာကျွန်တော်ချန်ပီယံလိရဲ့ပွဲစဉ်ပွဲကောင်းကြီးတွေကတော့ထပ်မံပြီးတော့ဒါရောက်ရှိလာပြန်ပြီပဲဖြစ်ပါတယ်ကဲတော့ဒီပွဲစဉ်လေးကတကယ်ကိုဒါချန်ပီယံလိထဲမှာဆိုရင်တော့တကယ်ပွဲစဉ်ပွဲကောင်းကြီးတစ်ခုလို့ပြောလို့ရတယ်ကဲတော့ဒီပွဲစဉ်လေးကတော့နိုဝင်ဘာလ4ရက်နေ့ဒါညနေပိုင်းနိုဝင်ဘာလ9ရက်နေ့ရဲ့မနေ့အစောပိုင်းပွဲစဉ်ပွဲကောင်းကြီးတစ်ပွဲဖြစ်တယ်ကျွန်တော်ကလီဗာပူးနဲ့ရီယယ်မက်ဒရစ်ပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဒါပွဲချုပ်သုံးသက်ချက်အနေနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျတော့လီဗာပူးနဲ့ရီယယ်မက်ဒရစ်ကျွန်တော်တို့ဒါသွားပြီးတော့တွေးကြပြန်ပြီဗျအခုလက်ရှိမှာဆိုရင်တော့လီဗာပူးကလည်းဒါပရီးမီးယားလိမှာရောဒါပြိုင်ပွဲစုံမှာတော်တော်လေးဒါအဆင်မပြေဖြစ်နေတဲ့အသင်းတစ်သင်းဆိုရင်လည်းမမဟုတ်ဗျအခုနောက်ဆုံးကစားခဲ့တဲ့နောက်ဆုံး9ပွဲမှာကြည့်မယ်ဆိုရင် United ကိုကျွန်တော်တို့1-2ဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့တယ် Frankfurt ကိုကျွန်တော်တို့1-5ဆိုတဲ့ရလဒ်နဲ့ Champions League ပွဲစဉ်မှာတော့အနိုင်ယူထားနိုင်ခဲ့တယ်ပြီးတော့ဒါ Premier League ပွဲစဉ်မှာ Brentford ကိုဒါ3-2ဆိုတဲ့ရလဒ်နဲ့ရှုံးတယ် Crystal Palace ကိုကျွန်တော်တို့ EFL ပွဲစဉ်မှာ 0-3ဆိုတဲ့ရလဒ်နဲ့ရှုံးနေပြီးတော့ဒါ EFL ပွဲစဉ်တွေကနေပြီးတော့နှုတ်ဆက်ထွက်ခွာခဲ့ရတယ်နောက်ပြီးတော့အခုနောက်ဆုံးကစားခဲ့တဲ့ဒီ Premier League ပွဲစဉ်မှာဆိုရင်တော့ Aston Villa ကို2-0ဆိုတဲ့ရလဒ်နဲ့ဒါအင်ကွင်းပွဲစဉ်မှာအနိုင်ထားနိုင်ခဲ့တာကိုကျွန်တော်တွေ့ခဲ့ရတယ်အဲ့တော့ Real Madrid အသင်းဘက်ကိုကြည့်မယ်ဆိုရင်တော့ Real Madrid ကအခုနောက်ဆုံးကစားခဲ့တဲ့နောက်ဆုံး9ပွဲမှာ9ပွဲစလုံးကိုပြက်ပြက်သားသားနဲ့ဒါအနိုင်ယူထားနိုင်ခဲ့တာကိုကျွန်တော်တွေ့ရတယ်နောက်ဆုံးကစားခဲ့တဲ့ဒီ Valencia နဲ့ပွဲစဉ်မှာဆိုရင်လည်းဒါ 4-0 ဆိုတဲ့ရလဒ်နဲ့နိုင်ထားခဲ့တယ်ဒါ Barcelona နဲ့ဒါပွဲစဉ် Atletico ဒါပြီးပွဲစဉ်မှာဆိုရင်တော့ 2-1 ဆိုတဲ့ရလဒ်နဲ့ဒါ Atletico Madrid နိုင်ထားတယ် Juventus ကို Champions League ပွဲစဉ်မှာ 1-0 ဆိုတဲ့ရလဒ်နဲ့ဒါပြီးဆုံးခဲ့တယ် Getafe ကိုဒါ 0-1 ဆိုတဲ့ရလဒ်နဲ့နိုင်ထားတယ်နောက်ပြီးတော့ Villarreal ရဲ့ပေါ့ Villarreal ကို 3-1 ဆိုတဲ့ရလဒ်နဲ့နိုင်ထားတယ်ကဲတော့ဒီနှစ်သင်းရဲ့ head to head အနေထားကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ဒီနှစ်သင်းရဲ့ head to head အနေထားကိုကြည့်မယ်ဆိုရင်တော့2024နိုဝင်ဘာလ28ရက်နေ့တုန်းကတော့ထိတိုက်တွေ့ဆုံမှုတစ်ခုမှာဆိုရင်တော့ကျွန်တော်တို့လီဗာပူးရဲ့အိမ်ခွင်းမှာလီဗာပူးအန်ဖီမှာရီယယ်မက်ဒရစ်အနေနဲ့2-0ဆိုတဲ့ရလဒ်နဲ့ဒါရှုံးနေခဲ့တာကျွန်တော်တွေ့ရတယ်မက်လက်ဆာတွင်းသွားတယ်ဒါဂပ်ဘိုတွင်းသွားတယ်ပေါ့နော်အဲ့တော့လူစင်းအနေထားမှာကရီယယ်မက်ဒရစ်အသင်းဘက်ကတော့ကီလီယန်အမာဘေပါတယ်ဘရိုင်ယန်ဒီယက်ပါမယ်ကျွန်တော်တို့ဘယ်လင်ဂန်ပါတယ်အာတာကူလာပါတယ်ကွင်းလယ်ပိုင်းမှာမိုဒရစ်ရှိသေးတယ်ကာမာပင်ကရှိမယ်နောက်တိုင်းပိုင်းမှာတော့မန်ဒီရူဒီကာအဆန်စီယိုဘယ်ပါတီဒါဂူသမားကတော့ကော်တိုရစ်ဆိုတဲ့ line နဲ့တော့ဒါပွဲထွက်ပြီးတော့ဒါရှုံးနေခဲ့တယ်ပေါ့ဗျာအဲ့တော့ဒီပွဲစဉ်မှာကလီဗာပူးရဲ့ဒါအန်ဖီမှာရီယယ်မက်ဒရစ်နဲ့လာပြီးတော့ကစားရမယ်ဆိုတော့ရီယယ်မက်ဒရစ်အတွက်ကတော့ဒီပွဲစဉ်ကတကယ်ကိုမလွယ်ကူတဲ့ဒါပွဲစဉ်တစ်ခုထပ်မံပြီးတော့ဖြစ်လာအောင်မယ်နောက်ပြီးတော့ကျွန်တော်တို့ထွက်အလက်ဇန်နာအာနိုရဲ့ကျွန်တော်တို့ဒါအသင်းဟောင်းနဲ့လည်းဒါပြန်လဲပြီးတော့တွေ့ဆုံတဲ့ပွဲစဉ်ဆိုတော့ဒီပွဲစဉ်တော်တော်လေးကိုမြန်မြန်ဆိုင်ဆိုင်နဲ့ဒါကြည့်လို့ကောင်းမဲ့ပွဲစဉ်တစ်ခုပဲဗျနောက်ပြီးတော့လီဗာပူးအနေနဲ့လက်ရှိဒီယာဒီမှာဆိုရင်ကစားသမားဖြစ်တင်းမှုပိုင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးတောင်းတင်းခဲ့တဲ့အထက်မှာလည်းပါတယ်ဒါပေမဲ့အခုလက်ရှိ injury လူစင်းမှာဆိုရင်တော့ဒါအလက်ဇန်နာအီဆက်ရှိမယ်ဒါဂျယ်မီဖရန်ပေါင်ရှိရယ်ကာတီဂျုံရှိရယ်လီယွန်နီရှိရယ်ဒါအလီဆင်လည်းရှိတယ်ဆိုတော့လီဗာပူးအနေနဲ့လက်ရှိကျန်သေးတဲ့လူစင်းနဲ့ကိုပဲတော်တော်လေးအဆင်ပြေတယ်ဆိုတော့ဒီပွဲစဉ်မှာဘယ်အသင်းကဒါအနိုင်ရသွားမှာလဲနောက်ပြီးတော့ဒီပွဲစဉ်မှာဘယ်ကစားသမားတွေနဲ့အဓိကထားပြီးတော့ပေါ်ထွက်လာမယ်ဆိုရဲအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ထပ်မံပြီးတော့ဒါဆွေးနွေးရအောင်ရီယယ်မက်ဒရစ်အသင်းဘက်ကကြည့်မယ်ဆိုရင်တော့ဒီပွဲစဉ်မှာဆိုရင်တော့ဒါတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့ဘီနီစီယက်ပါမယ်ဒါကလီယန်အမ်ဘာဘေးပါမယ်ဒီဘက်မှာဆိုရင်တော့ဒါဘယ်ဘာဒီကိုထုတ်ပြီးတော့ဒါသုံးကျင်လဲသုံးလာနိုင်တယ်ကွင်းလယ်ပိုင်းမှာဆိုရင်ကျွန်တော်တို့ဒါဂျူဘယ်လင်ကန်ရှိမယ်ချူအာမန်ဒီရှိမယ်ဒါအာတာကူလာရှိမယ်ပေါ့ဗျာနောက်တစ်ပိုင်းမှာဆိုရင်တော့ဒင်းဟောင်ဆန်ရှိမယ်မီလီတာအိုရှိမယ်ဘယ်ဘာဒီရှိမယ်ဒါကိုသမားကတော့ကော်တိုတွေပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပဲဇာဗီအလွန်ဆိုးဒါပေါ်ထွက်လာလိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ်လီဗာပူးအသင်းဘက်ကိုကြည့်မယ်ဆိုရင်တော့လီဗာပူးအသင်းဘက်ကတော့ကိုသမားနေရာမှာဆိုရင်တော့ဒါမာမန်တရှိဘီလီရှိတယ်နောက်တစ်ပိုင်းမှာကအီဘရာဟီမာကွန်နတီရှိတယ်ဒါဘန်တိုင်းရှိတယ်ရောဘတ်ဆန်ရှိမယ်နောက်ပြီးတော့ကော်နာဘန်ဒလီဆိုတဲ့ဒါကစားသမားရှိမယ်ကွင်းလယ်ပိုင်းမှာကြည့်မယ်ဆိုရင်ကွင်းလယ်ပိုင်းမှာဂရဗန်ဘတ်ရှိမယ်မက်အလက်ဆာရှိတယ်တိုက်စစ်ပိုင်းမှာဆိုရင်တော့မိုဟာမက်ဆာလက်ဆာဘူစလိုင်းဂဘိုဒါအထောင်ကတော့အီဂီတီဂီပေါ့ဗျာဒီလူစင်းကလည်းလီဗာပူးကလည်းသွားပြီးတော့ရှော့တက်လို့မရအောင်တကယ်ကိုတောင်းတင်းတဲ့လူစင်းတစ်ခုလို့ဒါပြောလို့ရတယ်ဒါပေမဲ့လီဗာပူးအသင်းကအမားလေးတွေများတယ်အဲ့တော့ဒီအမားတွေကိုဒါအကောင်းဆုံးပြင်ဆင်နိုင်မယ်ဆိုရင်တော့ရီယယ်မက်ဒရစ်အသင်းကိုဒါကောင်းကောင်းကြီးအိမ်ခွင်းပွဲစဉ်မှာအဲ့ခံပြီးတော့ကစားသွားနိုင်လိမ့်မယ်လို့တော့ကျွန်တော်တို့ယူဆပါတယ်ဒီပွဲစဉ်မှာကတေချာပေါက်တာနှစ်ပတ်သွင်းကိုတော့ဒါမြင်ရမယ့်ပွဲစဉ်ဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လီဗာပူးကလည်းကျွန်တော်အခုနောက်ပိုင်းပွဲစဉ်တွေမှာနောက်တန်းပိုင်းလေးတွေနဲ့ပတ်သက်ပြီးတော့အမှားလေးတွေများတယ်ရီယယ်မက်ဒရစ်နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်ရီယယ်မက်ဒရစ်ကဒါနိုင်တဲ့ပွဲစဉ်တွေကတော့ဟုတ်တယ်ဗျကျွန်တော်တို့ဒီနောက်ဆုံးကစားခဲ့နောက်ဆုံး9ပွဲမှာကြည့်မယ်ဆိုရင်3ပွဲပဲဒါဂိုးမပေးရတယ်ကျန်တဲ့2ပွဲကတော့ကျွန်တော်တို့ဒါတကိုးစီတော့ခွင့်ပြုထားရဲဆိုတေချာပေါက်ဒါလီဗာပူးကိုနိုင်သွားခဲ့ရင်ဆိုရင်တော့မှပဲလီဗာပူးကိုအနည်းဆုံးဂိုးကတော့ခွင့်ပြုအောင်ပါပဲဗျကဲတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့ဒါနှစ်ပတ်သွင်းကိုဒါမြင်တွေ့ရမယ့်ပွဲစဉ်တစ်ခုလို့ပဲယူဆချင်ပါတယ်ဒါဘယ်အသင်းအနိုင်ရသွားမလဲဆိုတာကပြောဖို့ကတော်တော်လေးခက်ခဲနေဗျဘာဖြစ်လို့လဲဆိုတော့နှစ်သင်းသလုံးရဲ့လက်ရှိအနေအထားတွေလက်ရှိလူစင်းတွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဘာမှပြောကြမှာမရှိဘူးဗျနှစ်သင်းသလုံးကညီတယ်ဒါခြေစွမ်းပိုင်းနဲ့ပတ်သက်ပြီးတော့ကစားသမားတွေအနေအထားတွေကြည့်မယ်ဆိုရင်အားလုံးကမျှတယ်လို့ပြောလို့ရတယ်အဲ့တော့ကြောင့်မလို့ဒီပွဲစဉ်မှာဘယ်အသင်းကအနိုင်ရသွားမလဲဆိုတာတော့
ကျွန်တော်မခံမှန်းတော့ဘူးဒါပေမဲ့ကျွန်တော်တို့ဒါနှစ်ဖက်သွင်းကိုရင်းနဲ့မြန်မြန်ဆိုင်ကြီးရှုရမယ်ပွဲစဉ်တစ်ခုလို့တော့ကျွန်တော်တို့ပြောချင်ပါတယ်အဲ့တော့ပရိသတ်ကြီးအနေနဲ့ဆိုရင်ရောနိုဝင်ဘာလမနက်အဲ့တော့ပရိသတ်ကြီးအနေနဲ့ဆိုရင်ရောနိုဝင်ဘာလ9ရက်နေ့မနက်အစောပိုင်း2နာရီခွဲမှာရှင်မြန်ကစားမယ်ဒါချန်ပီယံလိရဲ့ပွဲစဉ်ပွဲကောင်းကြီးတစ်ပွဲဖြစ်တဲ့လီဗာပူးနဲ့ရီယယ်မက်ဒရစ်ရဲ့ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲဒီပွဲစဉ်မှာဘယ်အသင်းကအနိုင်ရလက်ကိုဥဆောင်သွားမယ်လို့ထင်ကြလဲကွန်မန့်မှာတစ်ချက်လောက်ဆွေးနွေးပြီးတော့ကြပါဦးMM Media ကိုအဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။အားကစားသတင်းအစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော် MM Media ရဲ့ Facebook, YouTube, TikTok တို့ Like and Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်။ဘောလုံးပွဲတိုင်းလိုက်ကြည့်ရှုခြင်းနဲ့ပရိသတ်များအနေနဲ့ www.mm.stream မှာလည်းအခမဲ့တိုင်းလိုက်ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြအောင်သတင်းကောင်းပါရတဲ့နောက်စီစဉ်တွေမှာပြန်လည်ဆုံတွေ့ကြရမယ်။ကျွန်တော်အစီအစဉ်တင်ဆက်သူဖဖလေးပဲဖြစ်ပါတယ်။